လူမျိုးစုတိုင်းရင်းသားပြည်သူများပါဝင်နိုင်ငံသူနိုင်ငံသားများခင်ဗျာယခုအမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီကကျွန်တော်ကိုစားစကားပြောပေးဖို့တာဝန်အနှင်းပါတယ်အဲ့ဒီအတွက်ကျွန်တော်နှုတ်ခွန်းဆက်စကားပြောပါမယ်ပြီးတော့တည်င်းထူးတစ်ပုဒ်ကိုလည်းပေးရပါလိမ့်မယ်ကျွန်တော်အဲ့ဒီမတိုင်ခင်အရင်ဆုံးပြောချင်တာကတော့ဒီຫນွေဦးတော်လှန်ရေးအပါအဝင်ပေါ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဖက်ဒရယ်အရေးတိုက်ပွဲတွေမှာခေတ်ဆက်ဆက်ကြဆုံးခဲ့ကြတဲ့ပြည်သူတွေပေးဆပ်ခဲ့ကြတဲ့ဘဝတွေအကျဉ်းချခံတွေအားလုံးအတွက်ဥညွတ်ပြီးတော့အလေးပြုပါတယ်သူတို့ရဲ့ပေးဆပ်မှုတွေနဲ့ထိုက်တန်အောင်ကျွန်တော်တို့ရယူပေးဖို့တာဝန်ရှိကြပါတယ်ဒါကြောင့်လည်းအခုအများပြည်သူတွေမျှော်လင့်တောင်းတနေတဲ့အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပြီးကြောင်းကိုကျွန်တော်ကြေညာပါတယ်ဒါလွယ်လွယ်နဲ့တော့ရခဲ့တာမဟုတ်ပါဘူး2020ရွေးကောက်ပွဲရဲ့ mandate ခေါ်တဲ့ကိုစားပြုမှုအဲ့ဒီကနေပြီးတော့အခြေခံတယ်ပြီးတော့လူထုတွေရဲ့တပိတ်အစုံပေါင်းစပ်ရပါတယ်နောက် CDM လို့လှုပ်ရှားမှုတွေပေါ့ CDM ဆိုတဲ့နေရာမှာဝန်ထမ်းတွေရုံးမတက်တာတွေမကပါဘူးပြည်သူတွေတဦးချင်းစီကမတရားတဲ့အမိန့်အာဏာတွေကိုဖီဆန်တာတွေပါအလုံးပါဝင်ပါတယ်တကယ်ကိုထူးခြားပါတယ်အခုကျွန်တော်တို့မြန်မာနိုင်ငံရဲ့သမိုင်းမှာနော်တိုင်းရင်းသားတွေအစုံလင်ဆုံးနဲ့အားအကောင်းဆုံးအမျိုးသားညီညွတ်ရေးအစိုးရကိုဖွဲ့စည်းနိုင်ပါပြီအဲ့ဒါဟာကျွန်တော်ခုနကကိုစားပြပြီးပြောနေရတဲ့အမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီနဲ့လက်တွဲပြီးတော့သွားကြရမှာပါဘာလို့သွားမှာလဲဆိုတော့ယခုရေးဆွဲထားကြတဲ့သဘောတူထားတဲ့လမ်းပြမြေပုံအတိုင်းမှာအဲ့ဒါကလည်းမကြသေးမီကကြီးညာခဲ့တဲ့ charter ခေါ်တဲ့ပဋိညာဉ်ပေါ့သဘောတူပဋိညာဉ်တွေအတိုင်းကိုအကောင့်ထဲပေါ်ကြရမှာပါဒါဟာအစမ်းတကြယ်တော့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့နိုင်ငံရဲ့ဟိုးတုန်းကလွတ်လပ်ရေးကိုတခါတည်းကြိုးပမ်းခဲ့ကြတဲ့ခေါင်းဆောင်တွေရဲ့1948ခုနှစ်မှာသဘောတူခဲ့ကြတဲ့ပင်လုံစာချုပ်ကိုအကောင့်ထဲပေါ်တာလည်းဖြစ်ပါတယ်အဲ့လိုပေါ်တဲ့နေရာမှာလူအခွင့်အရေးတွေစံချိန်စံညွှန်းတွေနဲ့ညီအောင်လဲကြိုးစားထားကြပါတယ်အခုကြည့်ပါကျွန်တော်တို့ဒီအသစ်ဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့မှာဒုတိယသမ္မတဟာကချင်လူမျိုးတူပါသူ့ကိုရွေးချယ်ပေးတဲ့အဖွဲ့အစည်းကလည်းကချင်လူမျိုးတွေဘောင်းဆောင်ပါဝင်တဲ့ဘလို့ပါဝင်လဲဆိုတော့လက်နဲ့ကင်တာတွေရောလက်နဲ့မကင်တာတွေရောအရက်ဖက်လူဖွဲ့စည်းတွေရောဘာသာရေးအသင်းဖွဲ့စည်းတွေရောလူမှုရေးအသင်းဖွဲ့စည်းတွေမျိုးသားမျိုးသမီးအဖွဲ့အစည်းတွေဘောင်းဆောင်ကနေပြီးတော့ရွေးချယ်ပေးလိုက်တယ်အဲ့ဒီလိုပဲဝန်ကြီးချုပ်ကလည်းကရင်လူမျိုးတူဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ဆိုတော့အခုဒီအစိုးရအဖွဲ့ထဲမှာအစုံလင်ပါတာကိုတွေ့ရမယ်ဒုတိယတရားသမ္မတဆိုတာကလက်တွေ့ကြကြကတကယ်သမ္မတအလုပ်ကိုသူကတာဝန်ထမ်းဆောင်ရမှာပါဆိုတော့ကျွန်တော်တို့နောက်ထပ်လည်းပညာရှင်တွေလူငယ်တွေနောက်ထပ်တိုးချက်ပြီးတော့ဖွဲ့စည်းအောင်ပါအဲ့ဒီအစိုးရအဖွဲ့ထဲမှာအစုံလင်ပါမယ်ပေါ့နော်အခုကျွန်တော်တို့ဆိုရင်တပိတ်ခေါင်းဆောင်တွေတောင်ပါဝင်ပြီးတော့ဖွဲ့စည်းထားတာပါဆိုတော့ဗျာဒီမှာနောက်ထပ်တိုးချက်အောင်မယ်ဆိုတဲ့နောက်မှာဒီ NUG ခေါ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့အမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီတို့ကတပိတ်ခေါင်းဆောင်တွေပါအစုံပါပြီးတော့လက်တွဲသွားမှာပါဒါဟာ generation Z ခေါ်တဲ့ဟလာမျိုးဆက်အသစ်တွေပြည်သူလူထုရဲ့အင်အားနဲ့ဒီအချိန်တွေကိုရောက်လာတာပါဘာနဲ့သွားမှာလဲဘယ်ကိုသွားမှာလဲဆိုတော့လောကပါဠတရား၃ပါးနဲ့ပြည့်နေတဲ့လူပေါင်းစီကိုသွားမှာပါလောကပါဠတရား၃ပါးဆိုလို့ဒါကဘာသာတစ်ခုလူမျိုးတစ်ခုရဲ့ကိစ္စမဟုတ်ပါဘူးဒီလောကကြီးကိုစောင့်ရှောက်တဲ့တရားအားလုံးသိပြီးသားကျွန်တော်တို့အားလုံးရဲ့နိုင်ငံတော်တခြင်းမှာပါတဲ့တရားမျှတခြင်းလွတ်လပ်ခြင်းနဲ့ဓာတ်တူညီမျှခြင်းဆိုတဲ့အခြေခံ၃ချက်ကိုကင်ဆွဲပြီးတော့ကျွန်တော်တို့အဲ့ပန်းနိုင်ကိုအရောက်သွားမှာပါအခုဒီခြေနေရောက်ဖို့ဒီအစိုးရဖွဲ့စည်းကြောင်းကိုဝမ်းမတက်တာကြီးညာနိုင်မှုဆိုတာလေတကယ်တော့နိုင်ငံတကာရောက်နေတဲ့ကျွန်တော်တို့ရဲ့သွေးချင်းတွေအပါဝင်ပေါ့နော်ပြည်တွင်းပြည်ပကပြည်သူတွေနောက်အမှုပညာရှင်တွေကလုံသမားလက်သမားတွေအလွှာအသီးသီးကကြိုးပမ်းမှုတွေပါပေးဆပ်မှုတွေပါနေရောညပါတိုက်ပွဲတွေဝင်ခဲ့ရတာပါအခုလည်းဝင်နေရတယ်ပါပဲဒါနဲ့ဒီအစိုးရဖွဲ့နိုင်တဲ့သူရောက်လာတယ်အဲ့ဒီအာဏာလုခဲ့တဲ့စစ်တပ်ကလည်းအခုထိချင်းချောင်းနေတော့မဲ့သွေးခွဲဖို့ကြိုးစားနေတော့မဲ့လူတွေတပ်ဖြတ်နေတော့မှာပဲဒါပေမဲ့ကျွန်တော်တို့တွေသွေးစိမိနေကြပြီဗျဟိုအာဏာကိုလူယူပြီးစားကြတဲ့ကကျွန်တော်တို့ဆွေးနွေးလာကြတာအထူးသဖြင့်ပေါ့ဗျာတိုင်းရင်းသားတွေနဲ့ဆွေးနွေးလာတဲ့ဆိုတဲ့နေရာမှာလက်နဲ့ကင်လက်နဲ့မကင်အစုံအလင်တိုင်းသားတွေနဲ့ဆွေးနွေးခဲ့ကြတာဘာတွေထူးခြားလာလဲဆိုတော့လေကျွန်တော်တို့တဖြည်းဖြည်းနဲ့တယောက်နဲ့တယောက်နားလည်မှုတွေပို့လာတယ်ဗျကိုချင်းစာစိတ်တွေသိလာတယ်အဲ့ဒီမြို့ပေါ်မှာတိုက်ပွဲတွေမှာရဲဆက်ဆက်ပြုတ်ခွင်းခံရတာဟာလားတိုင်းသားဒေသတွေမှာလည်းဒီလိုပဲဟိုစစ်ရဲ့အနိဋ္ဌာယုံတွေကြုံရတဲ့အခါမှာ
တယောက်နဲ့တယောက်အပြန်လာသိလာတယောက်ရင်ထဲကိုတယောက်ထိုးဖောက်ပြီးမြင်လာတယ်ဆွေးနွေးရင်းနဲ့ပို့ပြီးမြင်လာတာတွေကိုပြောတာပါအခုတော့ကြည့်ပါပြည်သူတွေရဲ့ဆုတောင်းတွေကိုကြည့်ပါပြည်သူတွေကဒီရဲရင်တဲ့တတ္တိသွေးတွေပြကြရုံမကဘူးပြပရောက်နေတဲ့ကျွန်တော်တို့အားလုံးရဲ့ဆွေမျိုးများကလည်းသွေးကစကားပြောပြီးတော့နော်နောက်ဆုံးပြနိုင်ငံတကာကပါမနေလာတဲ့အထိကဘာမှာထင်ရှားတဲ့အမှုပညာကျယ်ပွင့်တွေကအစဒီမြမຫນွေဦးတော်လှန်ရေးကြီးကိုဝိုင်းထောက်ခံပြီးတော့ဟာရမငွေရှာပေးကြတာသူတို့ကိုယ်တိုင်ဆိုကြတီးကြပြီးတော့ဝိုင်းဝန်းပြန်ပေးကြတာကဘာငြိမ်းချမ်းရေးခေါင်းဆောင်တွေထင်ရှားခဲ့တဲ့ခေါင်းဆောင်တွေကအစပေါ့နော်ဒီဝင်ပါပြီးတော့စော်ဩလာကြတာဒါတွေကိုတွေ့ကြပါလိမ့်မယ်ဟိုတိုင်းရင်းသားလက်နက်ကင်တွေနဲ့လက်ရှိအာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေရဲ့တိုက်ပွဲတွေကိုတည်င်းနေအောက်မှာကြည့်ပါပြည်သူတွေဘာစုတောင်းလဲဆိုတာကိုကြည့်ပါဘယ်သူကိုလိုက်လဲအားပေးသလဲဆိုတာကိုကြည့်ပါဒါတွေကိုကြည့်လာလို့ရှိရင်နောက်ဆုံးကဘာကြီးကပါမနေသားတော့ကျွန်တော်တို့အရေးဟာဟဲ့မြမຫນွေဦးတော်လှန်ရေးဟာကဘာအရေးဖြစ်လာပါပြီတကယ်ကိုကဘာကြီးကဝိုင်းပြီးတော့ပူပေါင်းဆောင်ရွက်မှုတွေအင်အားကောင်းလာပြီအခုဒီအစိုးရကိုကြီးညာပြီးတဲ့နောက်မှာလည်းဒီတက်ပို့ပြီးတော့ထင်ရှားတဲ့အားရစရာတွေမြင်တွေ့လာပါလိမ့်မယ်ကဘာကြီးကဘလောက်ထောက်ခံတယ်လဲဆိုတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ Federal ပြည်ထောင်စု Federal နဲ့ဒီမိုကရေစီနဲ့အတူတူကသွားမယ်နော် Federal ဆိုတာအများကြီးရှင်းထုတ်ထွေးထွေးမဟုတ်ဘူးကျွန်တော်တို့ဒီမြေမှာအတူနေတဲ့သူတွေရဲ့အနာဂတ်ကိုယ်တိုင်ဆုံးဖြတ်ခွင့်ဒါကိုပဲကျွန်တော်တို့ကဗျာကိုပိုင်အုပ်ချုပ်ရေးတွေခေါ်တယ်ကိုပိုင်ပြဋ္ဌာန်းခွင့်တွေခေါ်တယ်ဒီစကလုံးတွေနဲ့သွားတာပါဒီမိုကရေစီကတော့အားလုံးသိပြီးသားပြည်သူသားလျင်အဆုံးဖြတ်ပြည်သူသားလျင်နံပါတ်1ပြည်သူစံတာအတိုင်းပဲဖြစ်စေရမယ်ဒီလိုသွားပါတယ်အဲ့တော့အခုလက်ရှိအမျိုးသားညီညွတ်ရေးအစိုးရကိုတောင်းဖြပြအားပေးကြဖို့လိုပါတယ်ကဘာကြီးနဲ့ချိတ်ဆက်ပြီးတော့ဆက်ပြီးတော့အလုပ်လုပ်ကြပါမယ်အဲ့တော့နိုင်ငံတကာအဖွဲ့အစည်းအားလုံးကိုလည်းကျေးဇူးတင်တယ်ဆိုတာဒီနေရာမှာကျွန်တော်ပြောချင်တယ်ဒီအခုဆိုရင်ဒီအာရှပစိဖိတ်ဒေသမကဟိုးအာဖရိကအထိနိုင်ငံကောင်းဆောင်တွေပြည်သူကိုယ်စားလှယ်တွေနဲ့ကျွန်တော်တို့လက်တွဲပြီးတော့အလုပ်လုပ်နိုင်ကြပြီကျွန်တော်တို့ဟာနှစ်ပေါင်းများစွာစိတ်ရှည်သီးခံခဲ့တယ်ဆိုတာလည်းသူတို့နားလေတယ်များမကြည့်နဲ့အစဲစုနှစ်တည်းနဲ့ချီပြီးတော့လွတ်တော်ထဲမှာ25ရာခိုင်နှုန်းကျွန်တော်တို့အသာစီးယူထားအချောင်ယူထားခဲ့တာအစားစိတ်ရှည်သီးခံခဲ့တယ်ဒါပေမဲ့ဒီတက်ဆိုးရွားတဲ့ပုံမှုပြီးတော့ယဉ်သီးမောက်မာတဲ့အပြုအမူတွေကြောင့်ကျွန်တော်တို့ပြည်သူတွေတော်လာကြတာຫນွေဦးတော်လာရင်ဖြစ်လာခဲ့ကြတာဒါကိုကျွန်တော်တို့ကဘာကလည်းသိပါတယ်ကျွန်တော်တို့အမတန်ခက်ခဲကြမ်းတမ်းပြင်ပန်းပါတယ်ဘာဖြစ်လို့လဲမေးပါဒီတစ်ခါတော့ကျွန်တော်တို့အမြင့်ကပါအောင်ကျွန်တော်တို့အားလုံးဆွဲနှုတ်ကြတာကိုပြင်ပန်းပြီပေါ့ကြမ်းတမ်းပြီပေါ့ပိစမှုတွေများပြီပေါ့အမြင့်ပြက်ကျွန်တော်တို့စူးစမ်းကြတာကိုအဲ့တော့ဒီလိုပိစမှုတွေတန်အောင်ကျွန်တော်တို့အားလုံးကအခုဆိုရင်လေတယောက်နဲ့တယောက်တကယ်ချစ်တတ်ကြပြီပြည်သူပြည်သားတွေဟာဘာသာကိုမကြည့်ဘူးလူမျိုးကိုမခွဲခြားဘူးအစုံကျွန်တော်တို့တယောက်နဲ့တယောက်ကာကွယ်ကြတယ်စောင့်ရှောက်ကြတယ်တခါတုန်းကပါခင်ဗျမကြသေးမီနှစ်အနေငယ်တွင်ကပါကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းစစ်ပွဲတွေကြောင့်ဒုက္ခရောက်ရတဲ့ကလေးတွေစီကိုစစ်ဆောင်စခန်းတွေကိုကျွန်တော်တို့သွားပြီးတော့ကူညီရတဲ့အချိန်မှာရန်ကုန်မြို့ကကလေးတယောက်ကအဲ့ဒီကလေးတွေအများကြီးလှူဒန်းလိုက်တဲ့အထဲမှာအထုပ်ပါပါတယ်အဲ့ဒီကလေးကဘာရေးလိုက်လဲဆိုတော့သူတခါမှမမြင်ဘူးတဲ့သူ့နဲ့ရွယ်သူတငယ်ချင်းတယောက်ကြီးရေးလိုက်တာပါတငယ်ချင်းရေးတဲ့မင်းချမ်းနေရှာတော့မယ်ကွာတဲ့ငါအနှွေးတယ်လေးဝတ်ထားပါတယ်ဒီလိုစာလေးရေးပြီးပေးလိုက်ပါတယ်အဲ့ဒါကိုတိုင်းရင်းသားကလေးတယောက်စီရောက်ပါတယ်အဲ့ဒီကလေးကဖတ်ပါတယ်ဖတ်ပြီးတော့သူ့အနှွေးတယ်လေးကိုယူဝတ်လိုက်ပါတယ်သူလုံခြုံတယ်လို့ခံစားရတယ်ဆိုတာကျွန်တော်မြင်ရတယ်အဲ့ဒီကလေးကနေစာပြန်ရေးတယ်ချက်ချင်းပြန်ရေးတယ်သူတခါမှမသိရတဲ့သူ့တငယ်ချင်းကိုပြန်ရေးတယ်တငယ်ချင်းရေမင်းပေးလိုက်တဲ့အနှွေးတယ်လေးရပါတယ်ကွာငါဝတ်လိုက်ပါပြီကျေးဇူးပါကွာတဲ့ပြီးတော့ဗာရေးလဲဆိုတော့ငါတို့တက်ကတူမှာပြန်ဆောင်ကြရအောင်တဲ့အခုကျွန်တော်တို့ရဲ့နောက်မျိုးဆက်များဟာတက်ကတူတွေမှာမဆောင်ရပဲစစ်မြေပြင်တွေမှာစုံနေကြရတယ်ဘယ်လိုစစ်မြေပြင်မျိုးလဲကျွန်တော်တို့နိုင်ငံရဲ့မြို့တော်တွေတိုင်းနေပြည်နယ်တွေရဲ့မြို့တော်တွေမှာတော့မှစစ်မြေပြင်ကြီးလို့ခြေမုန်းခံနေရတဲ့ကြားကိုကျွန်တော်တို့လူငယ်တွေကျွန်တော်တို့ရဲ့မျိုးဆက်တွေကတဲ့တိုးနေကြရတယ်ဗျအဲ့ဒါကြောင့်ဒီအနာဂတ်မှာလေကျွန်တော်တို့ရဲ့မျိုးဆက်တွေဟာတယောက်နဲ့တယောက်စိတ်ဓာတ်ရာတွေနဲ့မစုံကြပါစေနဲ့မေတ္တာတွေယုံကြည်မှုတွေနဲ့စုံကြပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဆုတောင်းတဲ့အတိုင်းလဲကျွန်တော်တို့ပြည်သူပြည်သားများအားလုံးဒီတစ်ခါမှာယုံရမယ်ဒီတစ်ခါမှာတော့အားအပြည့်ထည့်ပြီးတော့ယုံရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့အနာဂတ်ပြည်သူတွေရဲ့ဘဝအတွက်အမျိုးသားညီညွတ်ရေးအစိုးရကိုထောက်ခံပေးကြပါကလေးတွေရဲ့အနာဂတ်အတွက်
မျိုးသားညီညွတ်ရေးအစိုးရကိုထောက်ခံပေးကြပါပြည်သူသားတွေအစုံအဖြတ်ပြည်သူသားတွေအစုံသက်တိုက်ပွဲကိုနှွှဲမယ်အောင်ပွဲရမယ်လို့ယုံကြည်ပါတယ်ရေးတော်ပုံအောင်ရမည်